မလ18ရက်အတွက်နောက်ဆုံးရရှိထားတဲ့မြန်မာနိုင်ငံတော်ဝန်ကစစ်ရေးလှုပ်ရှားမှုတွေနဲ့ရဲသားထိခိုက်ဒေဆုံးမှုအခြေအနေတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပြီးခဲ့တဲ့မလ18ရက်ဗုဒ္ဓဟူးနေ့မှာနိုင်ငံတော်ဝန်မြို့နယ်ပေါင်း16မြို့နယ်မှာစစ်ရေးလှုပ်ရှားမှုနဲ့ရဲသားတွေကိုပြစ်မှတ်ထားတိုက်ခိုက်မှုစုစုပေါင်း29ကြိမ်နဲ့မနည်းဖြစ်ပွားခဲ့ပါတယ်။အဲ့ဒီထဲမှာဆိုရင်ထိတွေ့တိုက်ပွဲ12ကြိမ်စစ်ကြောင်းထိုးဝင်ရောက်မှု6ကြိမ်မိုင်းဆွဲတိုက်ခိုက်မှု4ကြိမ်လေကြောင်းတိုက်ခိုက်မှု4ကြိမ်ဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်မှု2ကြိမ်နဲ့လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်မှု2ကြိမ်ဖြစ်ပွားခဲ့ပါတယ်။ဖြစ်စဉ်အဓိကဖြစ်ပွားခဲ့တဲ့ဒေသတွေကတော့မန္တလေးတိုင်းနဲ့တနင်္သာရီတိုင်းလိုပဲဖြစ်ပါတယ်။ရဲသားထိခိုက်ဒေဆုံးမှုတွေနဲ့ဖမ်းဆီးခံရမှုတွေဆက်ရှိနေပြီးသူသဖြင့်မလ18ရက်မှာစေအုပ်စုကပဲခူးတိုင်းကြောက်ကြီးမြို့နယ်ကကြီးရွာတရွာကိုစစ်ကြောင်းထိုးစဉ်မှာလက်နက်ငယ်တွေနဲ့ပစ်ခတ်ခဲ့တာကြောင့်ကလေးတဦးသေဆုံးကအမျိုးသားတဦးနဲ့အမျိုးသမီးတဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။